ဒီဗီဒီယိုကတော့ ISRG ရယ်နောက်ပြီးတော့ကျွန်တော် Google ရယ်နောက်ပြီးတော့ Apple ရယ်ဒီသုံးခုနဲ့ပတ်သက်တဲ့အမှတ်တရဗီဒီယိုပါအဲ့တော့ဒီ ISRG annual report ထွက်မဲ့နေ့မှာသူ့ရဲ့ stock trend တစ်ခုလုံးကหนีနေတယ်ဒါပေမဲ့ ISRG ရဲ့ စိမ့်နေတယ်ပေါ့နော်ဒါထူးခြားချက်တစ်ခုအဲ့လိုပဲ Google annual report ထွက်မဲ့နေ့မှာလည်း Google မနေ့ကထွက်တာပေါ့နော်မနေ့ကဆိုတော့အောက်တိုဘာ29ပေါ့Google ထွက်မဲ့နေ့မှာလည်းစိမ့်နေတယ်trend တစ်ခုလုံးကတော့หนีနေတယ်အကုန်လုံးဈေးကျနေတယ်ဒါပေမဲ့ Google ကလုံးဝစိမ့်နေတယ်လုံးဝဈေးမကျအောင်တခါ Apple လည်းအဲ့လိုပဲ Apple ကလည်းသူ့ရဲ့ trend တစ်ခုလုံးหนีနေတယ်ဒါပေမဲ့အဲ့ဒီနေ့မှာပဲ Apple ကလုံးဝဈေးမကျအောင်ဒီနေ့ပေါ့နော် Apple ကတော့ဈေးမကျအောင်ဆိုတော့ဒီသုံးခုမှာတိုက်ဆိုင်ထူးခြားတဲ့အရာအဲ့တစ်ခုကိုသွားတွေ့တယ်ပေါ့နော်ဆိုတဲ့အခါကျတော့ရှေ့မှာတော့လေ ISRG က annual လဲထွက်တော့80လောက်ခုန်တက်သွားတယ်Google လည်းအဲ့လိုပဲ Google ကိုလည်းချိန်ကြည့်တဲ့အခါကျတော့ Google က report တွေလည်းကောင်းနေတယ်နောက်ကအခြေအနေလည်းကောင်းနေတယ်ဆိုတော့ Google ကိုကြည့်လိုက်တော့လေ Google ကတခါမနေ့ကဆိုရင် Google 20လောက်ခုန်တက်သွားတယ်ပေါ့နော်ဆိုတဲ့အခါကျတော့ဒီနေ့လဲ Apple ကိုကျွန်တော်စိတ်ထဲမှာစိမ့်နေတော့ကျွန်တော် Apple လဲဒီကောင်တော့အခြေအနေတော့ကောင်းနေတယ်နော်လုံးဝဈေးမကျဘူးဖြစ်နေတယ်ဒီကောင်အခြေအနေကောင်းနိုင်မယ်ထင်တယ်တစ်လျှောက်လုံးလဲသူကဒီanni 3လမှာလဲတက်ခဲ့တယ်ပေါ့နော်ဆိုတော့သူ့ရဲ့3လ period ပေါ့လေအောက်တိုဘာရဲ့September ရဲ့နောက်ပြီးတော့ August ရဲ့ပေါ့ August September October ဒီ3ခုစလုံးကtrend နဲ့အမြင့်နဲ့ပဲတက်နေတယ်ဝင်ငွေလည်းများမဲ့ပုံစံရှိတယ်ဆိုတော့အဲ့တော့ဒီဟာတွေကိုပြန်ချိန်ညှိကြည့်တဲ့အခါကျဒီ3ခုလုံးဟာဒီတစ်ခွက် quarter 3လမှာဝင်ငွေကောင်းတယ်ဈေးလည်းတက်တယ်နောက်ပြီးတော့ထူးခြားချက်ကတော့အဲ့ဒီ annual report ထွက်မဲ့နေ့မှာအားလုံးหนีနေသားနဲ့သူတို့ကစိမ့်နေပေါ့နော်အဲ့ဒါလေးကတော့ထူးခြားချက်နေနဲ့တွားတွေ့တယ်အဲ့တော့အဲ့3ခုစလုံးကပဲတခါတည်းပဲannual report ထွက်ပြီးတဲ့အချိန်မှာတော့ဈေးတွေခုန်တက်သွားတာမျိုးတွေ့ရတယ်ပေါ့နော်ဒါလေးကတော့ ISRG နဲ့အဲ့တော့ Google နဲ့ဒီ Apple ရဲ့ထူးခြားချက်ပါအဲ့တော့နောက်ပေါ့ကျွန်တော် stock စဉ်းစားမယ်ဆိုလို့ရှိရင် annual report ထွက်တဲ့နေ့မှာ trend တစ်ခုလုံးหนีပြီးတော့မှဒီပေါ့နော်ကိုယ့်ရဲ့ stock ကကိုဝယ်ထားတဲ့ stock ကသို့မဟုတ် stock ကစိမ့်နေတယ်ဆိုလို့ရှိရင်တော့ဒီကောင်ကဈေးတက်နိုင်ကြီးများတယ်လို့ဒီလိုတွေ့ရှိရတာမျိုးလေးကိုလာပြီးတော့မှတ်တမ်းတင်ထားတာပါကျေးဇူးပါ